ဆရာရဲ့ဒါ dream တစ်ခုဖြစ်တဲ့အရာတစ်ခုလည်းသူအခုလုပ်ကိုင်နေတယ်ပြီးတော့တဲတဲတို့လည်းဖေးနာနေပြီးတော့တေချာလေးဆရာဖေးနာမှာလည်းရှိနေခွင့်ရတာကိုပဲကိုလည်းဘယ်လိုပြောရမလဲဝမ်းသာမိရပါတော့ဒီနောက်မှာမပါသွားဘူးဆိုလို့ရှိရင်ကျွန်တော်ကအန်ဒီကိုအရင်များပါတယ်အမှန်တိုင်းပဲဒီများနေပြီးတော့ပြောက်ပြောက်သွားတဲ့စိတ်ကောင်ဖြစ်မိဒါပေမဲ့ကျွန်တော်ခရီးတစ်ခုပေးနိုင်တာတခုကကျွန်တော်တို့ရဲ့ first error လို့ဒီပွဲမှာတော့ experience အသစ်တွေလည်းအများကြီးရမယ်တကယ်ချင်းတွေလည်းအများကြီးရမယ်လို့သိယုံကြည်ပါတယ်ဆိုတော့မမေ့ချစ်ဦးယုံပတ်နေတဲ့အချိန်မှာကိုဟင်နရီနဲ့တဲ့နဲ့ကအဲ့ရက်ပိုင်းတွေကရုပ်ရှင်ရုံတွေလိုက်ပတ်တော့အမြဲဆုံးဖြစ်တဲ့အချိန်မှာဆရာကလည်း Mr. Cosmo အနေနဲ့ဒါဟိုဘက် organization ကလုပ်လိုက်တဲ့အရာကိုလည်းသိရတဲ့အချိန်မှာကြားထဲမှာပေါ့နော်လိုမျိုးကိုဟင်နရီကစိတ်ဝင်စားလာတော့ကိုဟင်နရီကလည်းသူပြန်ကြည့်ချင်တယ် join ကြည့်ချင်တယ်ဒါဆရာတို့ဘက်ကနေလည်းဒါတေချာရွေးတယ်ပါညာအဲ့လိုမျိုးဆိုတော့ကြတော့လေဂျားနေတဲ့ကတော့ဟိုဘက်ပြောလိုက်တယ်ကိုဟင်ရီပြန်ပြစ်တော့ရင်ခုန်ပါတယ်စိတ်လှုပ်ရှားပါတယ်ဒီနေ့တော့အခုလောလောဆယ်ကိုပဲပေါ့နော်စဖို့တနိုင်လောက်ပွဲတနိုင်လောက်လိုသေးတာကိုပဲ guest တွေအများကြီးတွေ့ရတယ်ပြီးတော့fan တွေလည်းအများကြီးလာပြီးအားပေးကြတာကိုတွေ့ရတယ်ဆရာအစားရမ်းဝမ်းသာပါတယ်လို့ဆရာကိုလည်းရမ်းခုန်ယူပါတယ်ဟုတ်အချိန်တိုင်းမှာလည်းဒီလိုညမျိုးကိုကျွန်တော်ရောက်မှာကြောက်ဆိုပါဘာလို့လဲဆိုတော့လက်မှာလည်းဒီလမျိုးအားပေးရပေးတဲ့ရှိရယ်ဟုတ်တယ်နော်လက်မှာလည်းဒီလမျိုးအားပေးရပေးတဲ့ရှိရယ်ဒီလမယ်နဲ့ဒီလမယ်မပါသွားဘူးဆိုလို့ရှိရင်ကျွန်တော်ကအန်ဒီကိုအရင်များပါတယ်အမှန်တိုင်းပဲဒီများနေပြီးတော့ပြောက်ပြောက်သွားတဲ့စိတ်စစ်မှန်ပေါ့နော်ဆရာအရန်ဝမ်းတာနေတယ်သူအရန်ပျော်ရွှင်ဝမ်းတာပေါ့နော်သူပီတိပေါ့နော်ပီတိအရန်ဖြစ်နေတာတွေ့ရပါတယ်ဆရာရဲ့ဒါ dream တစ်ခုဖြစ်တဲ့အရာတစ်ခုလည်းသူအခုလုပ်ကိုင်နေတယ်ပြီးတော့တဲတဲတို့လည်းဖေးနာနေပြီးတော့တေချာလေးဆရာဖေးနာမှာလည်းရှိနေခွင့်ရတာကိုပဲကိုလည်းဘယ်လိုပြောရမလဲဝမ်းသာမိရပါတော့ဟုတ်ဒီနေ့ဒါ state တွေပေါ့နော်အပြင်စီတွေ performance တွေဒါအစားဆုံးပေါ့အဲ့ဒါရဲ့ဒီပုံမှာဒါတက်မှအားရတဲ့ဒီနေ့ final မှာလာမယ်အခွင့်နေပြီးတော့လာမယ်ဟို opening တွေအကုန်ပေါ့နော်နောက်ဆုံးအပိတ်ထီတောင်မှပဲအကုန်လုံးကိုဟာကနေဟင်ကနေဖြစ်အောင်လို့လုပ်ထားတယ်တဲ့လည်း rehearsal ကြည့်ထားတဲ့အချိန်မှာအရန် rehearsal ဘယ်နှကြိမ်ကြည့်ပေါ့နော်အရန်အားရတယ်ဟုတ်ဆရာခန့်နေတာဆရာအများအကုန်လုံးလေထွက်လာလိုက်တဲ့အချိန်မှာဟို rehearsal တုန်းကသူတို့ကဒီကို win met preliminary ကောင်းထုတ်မပြကြဘူးဆိုတော့သူတို့ pre ကြမှာသူတို့ win met အရာတွေကိုတခြားပြကြရတယ်တချို့ကြတော့လည်းပြရတယ်ပေါ့နော်လူမျိုးတွေမှာတွေ့တဲ့အချိန်မှာအရန်လာ stage ပုံမှာအကုန်လုံးကလေတယောက်ထွက်လာရင်တစ်ခါလှလိုက်တာဆိုရင်ဖြစ်သွားတယ်ခုလောလောဆယ်ကတော့တကယ်ရုပ်ရှင်ကားရိုက်နေတာပေါ့နော်ရုပ်ရှင်ကားရိုက်ပြီးသွားပြီးနောက်လတဲမှာလည်းရုပ်ရှင်ကားရှိမယ်ပေါ့နော်အဲ့ဒါပြီးသွားရင်တော့တဲ့ပြိုင်ပွဲအတွက်ကိုပဲတခြားအလုပ်တွေဘာမှမလုပ်တော့ဘဲနဲ့ပြိုင်ပွဲအတွက်ကိုပဲတခြား focus ပြီး train မှုရှိပါတယ်ဒီပွဲမှာတော့ experience အသစ်တွေလည်းအများကြီးရမယ်တကယ်ချင်းတွေလည်းအများကြီးရမယ်လို့သိယုံကြည်ပါတယ်တောပြိုင်တဲ့ချိန်ကျရင်လည်း energetic ဖြစ်နေပဲဘဝအတွက်သင်ခန်းစာတွေပြီးတော့ဘဝအတွက်ရရှိလာမယ့် experience တွေပေါ့နော်အဲ့ဒါတွေအကုန်လုံးကိုပြီးတော့ happy ပေါ့အရင် enjoy လုပ်ပါဒါပေမဲ့မမေ့ချစ်ဦးယုံပတ်နေတဲ့အချိန်မှာကိုဟင်နရီနဲ့တဲ့နဲ့ကအဲ့ရက်ပိုင်းတွေကရုပ်ရှင်ရုံတွေလိုက်ပတ်တော့အမြဲဆုံးဖြစ်တဲ့အချိန်မှာဆရာကလည်း Mr. Cosmo အနေနဲ့ဒါဟိုဘက် organization ကလုပ်လိုက်တဲ့အရာကိုလည်းသိရတဲ့အချိန်မှာကြားထဲမှာပေါ့နော်လိုမျိုးကိုဟင်နရီကစိတ်ဝင်စားလာတော့ကိုဟင်နရီကလည်းသူပြန်ကြည့်ချင်တယ် join ကြည့်ချင်တယ်ဒါဆရာတို့ဘက်ကနေလည်းဒါတေချာရွေးတယ်ပါညာအဲ့လိုမျိုးဆိုတော့ကြတော့လေဂျားနေတဲ့ကတော့ဟိုဘက်ပြောလိုက်တယ်ကိုဟင်နရီပြန်ပြစ်တော့ကိုဟင်နရီကတော့အခုလောဆယ်သူ body တေချာပြန်ပြီးတော့ train နေတယ်တဲ့နဲ့လည်းတူတူပဲချင်းစော့နေကြဆိုတော့body ဘိုင်းနဲ့ပတ်သက်ပြီးတော့သူအများကြီးထပ်ပြီးတော့ transform လုပ်အောင်မယ်လို့လည်းပြောပါတယ်သူတို့ကျေဆုံးနောက်ပိုင်းဟုတ်ကဲ့ကိုဟင်နရီရောဆရာတို့ရောတဲတဲတို့ရောတခြား Mr. Miss တွေရောပေါ့နော်အဲ့ဆရာမင်းခင်ရဲ့ပူးချင်မှာပဲစော့ပြတာများပါတယ် Cosmo မှာတော့ဒါကတော့နေ့ရက်တိုင်းမှာစင်သင်ဖြစ်နေအောင်ပြီးတော့နေ့ရက်တိုင်းမှာပြည်သက်တွေခြေနဲ့အားရမှုရအောင်တော့ဆရာထုနဲ့တဲတဲနဲ့လည်းတေချာလေးတဲ့ team တစ်ခုလုံးပေါ့နော်တိုင်ပင်ပြီးတော့အကောင်းဆုံးစူးစမ်းသွားမှာပေါ့ဟုတ်ကဲ့Miss Universe မှာစောင့်ကြည့်အားပေးနေကြတဲ့ fan တွေအားလုံးလည်းပေါ့နော်ဒီနေ့ရွေးလိုက်တဲ့ queen ကိုဆရာထုကလည်းတေချာကြီးစီရွေးချယ်မှာဖြစ်ပြီးတော့ခြေနဲ့အားရလိမ့်မယ်လို့လည်းမျှော်လင့်ပါတယ်ဒါလေးချိုပြောထားခြင်းလဲဆိုတော့တဲတဲတို့ဒီပြိုင်ပွဲသွားတဲ့အခါကျရင် two family ရဖြစ်တဲ့အတွက် sporting ပေါ့နော်ဆရာထုကအပြေးဝပေးတဲ့အခါမှာကိုယ့်အနေနဲ့ဆရာရဲ့စကားတွေအားလုံးလိုက်နာပြီးတော့ပြိုင်ပွဲမှာအကောင်းဆုံးဖြစ်အောင်ပဲစူးစမ်းပါလို့လည်းပြောချင်ပါတယ်ဒါတော့စူးစမ်းမှာတော့ယုံကြည်မိတာပါအကုန်လုံးကစူးစမ်းကြရတဲ့